ရောက်တာနဲ့သမင်ညံသမားဟာတကားတွေကိုပိတ်လိုက်ပြီးသူတို့ကိုဒုံးနဲ့ချိုင်းနဲ့ပါတော့တယ်။မိုင်းမဲသောသမင်ညံသမားတခါကပါတီဗုဒ္ဓရာမြို့မှာမဏိပတရလို့ခေါ်တဲ့ကုန်းတဲ့တူကသူ့ရဲ့ဇနီးဖြစ်သူဂါယာဒရီနဲ့အတူနေထိုင်ခဲ့ပါတယ်။သူတို့ကအရန်ချမ်းသာပြီးမြေယာတွေအများကြီးပိုင်ဆိုင်ကကြီးကျယ်ခမ်းနားတဲ့အိမ်ကြီးမှာနေထိုင်ကြပါတယ်။မဏိပတရသဘောထားကောင်းတဲ့သူတူဖြစ်ပြီးသူ့ရဲ့ချမ်းသာကြွယ်ဝမှုတွေဘယ်တော့မှအမာနာမထားခဲ့ပါဘူး။သူကသူ့ရဲ့ဘဝမှာအင်မတန်ချိုးစားခဲ့တဲ့သူပါ။သူ့ရဲ့ဇနီးဂါယာဒရီကလည်းဉာဏ်ပညာရှိတဲ့အမျိုးသမီးတူဖြစ်ပါတယ်။သူတို့စီကဘသူကမှလက်ပံလာနဲ့ပြန်မသွားရပါဘူး။မဏိပတရနဲ့ဂါယာဒရီတို့ဟာသူတို့ရဲ့မြို့မှာတော့အရန်နာမည်ကြီးကြပါတယ်။ဘယ်တော့ခါပဲဖြစ်ဖြစ်သူတို့အိမ်ကိုလူတွေကိုဖိတ်ခေါ်ပြီးတော့လေးစားမှုနဲ့ကျင့်တတ်မှုတွေနဲ့အခမ်းလေးရှိပါတယ်။သူတို့ရဲ့အိမ်မှာလည်းဧည့်သည်ဆိုတာအမျက်ရှိနေတတ်ပြီးတော့အဲ့ဒီဇနီးမောင်နှံဟာအင်မတန်ကိုမှအဲဝတ်ကျေပုံတဲ့သူတွေပါ။သူတို့ကဧည့်သည်တွေကိုတန်ဖိုးကြီးတဲ့လက်ဆောင်တွေနဲ့အမျိုးမျိုးသောအစားအသောက်တွေကိုပေးကမ်းလေးရှိပါတယ်။ကြည်သမ်းမောင်ဂါယာဒရီငါတို့မှာမိတ်ဆွေကောင်းတွေဘလောက်များလဲဒီလိုကောင်းတဲ့လူတွေငါတို့နဲ့အတူရှိနေသေးငါတို့ဘယ်တော့မှထမင်းမငတ်စေရဘူးအင်ချေရမဲ့လည်းဖြစ်မှာမဟုတ်ဘူးသူတို့ကငါတို့ကိုဘယ်တော့မှတယောက်တည်းထားခဲ့မှာမဟုတ်ဘူးလို့မဏိပတရကပြောလိုက်ပါတယ်။အိုးမောင်ကြီးရဲ့တင်ကအရန်ကိုမှစိတ်ထားနှုံးညံ့နေသူပါတင်ကဘာမျောလင့်ချက်မှမထားပဲဒီလက်ဆောင်တွေကိုအကောင်ပေးနေတယ်ဒါပေမဲ့ဒီလူတွေကငါတို့ကသူတို့ကိုကောင်းကောင်းမွန်မွန်ဆက်ဆံလို့သာဒီကိုလာနေကြတာငါတို့ဒုက္ခရောက်တဲ့အခါသူတို့တွေကဘသူမှငါတို့ဘက်ကရက်တည်မှာမဟုတ်ဘူးလို့ဂါယာတွေးကပြန်ပြောလိုက်ပါတယ်အထိပ္ပယ်မရှိတာတွေမပြောပါနဲ့ကွာသူတို့ကငါတို့လူတွေပဲလို့မဏိပတရကဆိုလိုက်ပါတယ်။မောင်ကြီးကကျမရဲ့စကားကိုနားထောင်မှမဟုတ်ဘူးဆိုတာကျမသိပါတယ်။မောင်ကြီးမှားတယ်ဆိုတာကိုတက်တည်ပြမဲ့အချိန်မျိုးဘယ်တော့မှရောက်မလာပါစေနဲ့လို့ကျမမျှော်လင့်ပါတယ်လို့ဂါယာရီကပြန်ပြောလိုက်ပါတယ်။ဒါပေမဲ့ဂါယာရီရဲ့စိုးရိမ်မှုတွေဟာမကြခင်မှာပဲအမှန်တကယ်ဖြစ်လာပါတော့တယ်။အနာဂတ်မှာကုံတယ်ဇနီးမောင်နှံတွေတခြားအရာတွေကစောင့်ကြိုနေခဲ့ပါတယ်။ဒီနေ့မှာတော့မဏိပတရဟာသူ့ရဲ့ကုံတင်သင်္ဘောတွေပင်လယ်ထဲမှာပျောက်ဆုံးသွားတဲ့အကြောင်းသိလိုက်ရပါတယ်။သူကသူ့ရဲ့ကုန်ပစ္စည်းအလုံးကိုဆုံးရှုံးခဲ့လိုက်ရပါတယ်။သူတို့ဟာသင်္ဘောကိုအသေးအတန်ရှာဖွေခဲ့ကြပေမဲ့အရာမထင်ခဲ့ရပါဘူး။မဏိပတရဟာသူ့ရဲ့ဖောက်သည်တွေကိုငွေအများကြီးပြန်ပေးဆက်ရပါတော့တယ်။သူဟာသူ့ရဲ့တငယ်ချင်းတွေထံကအကူအညီတောင်းကြည့်ပေးမယ်လေလူတိုင်းကတစ်ခုမဟုတ်တစ်ခုစင်ကြေးပေးပြီးတော့သူ့ကိုပြန်လှုပ်လိုက်ကြတယ်။မောင်ကြီးရေဘာထူးသေးလဲ။ငါတို့ကိုကူညီပေးမဲ့သူများတဲရောက်ရှိသေးလားလို့ဂါယာရီကမေးလိုက်ပါတယ်။မတွေ့ခဲ့ပါဘူးနှမငယ်ရဲ့လူတိုင်းကသူတို့ရဲ့ကိုယ်ပိုင်ဒုက္ခတွေနဲ့ရုန်းကန်နေပုံရတယ်သူတို့ငါကိုအခုမကူညီနိုင်ဘူးလို့မဏိပတရကပြန်ဖြေလိုက်ပါတယ်ဂါယာဒရီကသူ့ရဲ့တငယ်ချင်းတွေဟာစင်ကြေတွေပေးနေတယ်ဆိုတာသိပေမဲ့သူ့ရဲ့ခင်မွန်းကယုံမှမဟုတ်ဘူးဆိုတာလည်းသိပါတယ်ဒါကြောင့်သူမကတိတ်တိတ်ဆိတ်ဆိတ်ပဲနေလိုက်ပါတယ်နောက်ပိုင်းမှာကုံတဲ့ကသူ့ရဲ့ဆုံးရှုံးမှုတွေကိုကာမိဖို့အတွက်သူ့ရဲ့မိယာတွေအလုံးကိုရောင်းချခဲ့ရပါတယ်ဒါပေမဲ့သူကငွေကြေးလုံလောက်မှုမရှိသေးပါဘူးနောက်ပိုင်းမှာတော့သူ့ရဲ့အင်ကြီးကိုပါရောင်းလိုက်မှအဆင်ပြေသွားတော့တယ်။မဏိပတရဟာသူ့ရဲ့အကျွေးအလုံးကိုစနိုင်ခဲ့ပေမဲ့လည်းအခုတော့သူကဆင်းရဲသွားခဲ့ပါပြီ။သူကတင်းငယ်တဲ့အိမ်မှာနေထိုင်ပြီးတခြားသူတွေရဲ့မြေမှာအလုပ်လုပ်ပြီးတော့ငွေရှာဖွေရပါတော့တယ်။ဂါယာဒရီကလည်းအိမ်ရဲ့စားဝတ်နေရေးတွေကိုကူညီဖို့အတွက်ကျောင်းဆရာမအဖြစ်အလုပ်ဝင်ခဲ့ပါတယ်။သူတို့ကအင်မတန်စူးစမ်းခဲ့ရပေမဲ့အခက်အခဲတွေအများကြီးကြုံတွေ့ခဲ့ရပြီးတဲ့အတိုင်းမဏိပတရနဲ့ဂါယာဒရီတို့ဟာတခြားသူတွေပေါ်မှာတော့ကျင်နာပြီးတော့လေးစားမှုတွေရှိနေသေးပါသူတို့ကတနေ့ကိုအနည်းဆုံးဧည့်သည်တအုပ်ကိုကျိုးမွေးနိုင်လောက်တဲ့ငွေကိုရှာဖွေနိုင်ခဲ့ပါတယ်သူတို့မှာဈေးကြီးတဲ့လက်ဆောင်တွေဒါမှမဟုတ်အမျိုးမျိုးသောအစားအသောက်တွေမကန့်လန့်နိုင်ခဲ့ပေမဲ့သူတို့ရဲ့အဝွန်ကြည်ပြမှုနဲ့ရွေးထွေးတဲ့စကားပြောဆိုမှုတွေကတော့အခုတည်းထိရှိနေသေးပါအချိန်တွေကြာသွားပြီးတဲ့နောက်မှာတော့ဘယ်ဧည့်သည်ကမှရောက်မလာခဲ့ပါဘူးတငယ်ချင်းတို့ထင်ခဲ့တဲ့သူတွေကသူ့ကိုလှည့်မကြည့်တော့ပဲအပြုံးမပါဘဲနဲ့ရှောင်သွားကြတယ်မဏိပတရဟာစိတ်တက်ကြသွားခဲ့ပါတယ်နှမငယ်ကြီးနှမပြောတာမှန်တယ်ဒါတွေဟာငါတို့ရဲ့တငယ်ချင်းတွေမဟုတ်ဘူးသူတို့ကဈေးကြီးတဲ့လက်ဆောင်တွေနဲ့ငါတို့ရဲ့အဝတ်ကြေပုံမှုကိုခံစားဖို့ပဲငါတို့ရဲ့စီကိုလာခဲ့ကြတာလို့မဏိပတရကပြောလိုက်ပါတယ်မောင်ကြီးသာနှမရဲ့စကားကိုနားထောင်ခဲ့ရင်အခုလိုမျိုးတွေဖြစ်မှာမဟုတ်ဘူးမောင်ကြီးတောင်းပန်ပါတယ်နှမရဲ့ငါမှဘာမှမရှိတော့ဘူးမင်းကိုကောင်းကောင်းမွန်မွန်မထားနိုင်တော့ဘူးလို့မဏိပတရကပြောလိုက်ပါတယ်အဲ့ဒီလိုမပြောပါနဲ့မောင်ကြီးရဲ့နှမကမောင်ကြီးနဲ့အတူရှိနေရတာကိုပြောပါတယ်တခြားသူတွေကဒုက္ခရောက်တဲ့အချိန်မှာငါတို့ကိုမကူညီလို့ဆိုပြီးတော့ငါတို့ရဲ့ပုံစံကိုပြောင်းလဲရမယ်လို့မဆိုလိုပါဘူးမောင်ကြီးကမူဝါဒရှိတဲ့သူတစ်ယောက်ပါမောင်ကြီးရဲ့ရိုးသားမှုဟာတနေ့မှာဆုလက်အဖြစ်နဲ့ရမှာပါလို့ခါယာဒရီကသူ့ကိုနှစ်သိမ့်ပေးလိုက်ပါတယ်ဒါပေမဲ့မဏိပတရဟာစိတ်မကောင်းဖြစ်နေတာကြောင့်ဂါယာရီရဲ့စကားကိုမယုံကြည်နိုင်ခဲ့ပါဘူး။နှမငယ်ကငါ့ကိုချစ်လို့ဒီလိုပြောနေတာပဲလို့သူကတွေးလိုက်ပါတယ်
ဒါပဲတော့မှစုလိုက်ရမှာမဟုတ်ဘူးငါရဲ့မိသားစုတွေငါဘာမှမထောက်ပံ့ပေးနိုင်ဘူးငါဘလို့မျက်နှာနဲ့ငါ့ကိုငါပြန်ကြည့်ရမလဲဒါငါရဲ့အမားတွေပဲမဟုတ်ဘူးလားဒီအဖြစ်တွေနဲ့အမြဲတမ်းနေမယ်စားတေတာကားမှပိုကောင်းတယ်မဟုတ်ဘူးလားလို့မဏိပဒရာကညင်ညူရင်းနဲ့အိပ်ပျော်သွားခဲ့ပါတယ်မဏိပဒရာဟဲ့မဏိပဒရာထပါအောင်လို့အတန်တစ်ခုကသူ့ကိုလှုံနှိုးလိုက်ပါတယ်ဟင်ဘာဖြစ်နေတာလဲခမ ्या ကဘာတူလဲလို့မဏိပဒရာကမေးလိုက်ပါတယ်ဩငါကယတိတပါပါမင်းကိုကူညီဖို့ဒီကိုရောက်လာတာပါလို့ယတိကပြန်ပြေးလိုက်ပါတယ်အခက်အခဲတွေကြုံလာတဲ့အခါစိတ်ထဲမကြပါနဲ့မင်းရဲရဲရင်နဲ့ရင်ဆိုင်လိုက်ပါလို့ယတိကြီးကဆက်ပြောလိုက်ပါတယ်ကျွန်တော်ကမိုင်မဲတဲ့လူပါကျွန်တော်လုပ်ခဲ့တာတွေကိုရင်မဆိုင်နိုင်ပါဘူးလို့မဏိပဒကဝမ်းနဲ့စွာနဲ့ပြောလိုက်ပါတယ်တင်ဟာမိုင်မဲတဲ့သူမဟုတ်ပါဘူးမိုင်မဲတဲ့သူဆိုတာအမှန်တရားတစ်ခုလုံးကိုနားမလည်ပဲလှုပ်ဆောင်နေသူပါတင်ဖြစ်ခဲ့တာကမကောင်းတဲ့အဖြစ်အပျက်တစ်ခုပါကျွန်တော်ကမင်းကိုကူညီဖို့ဒီကိုရောက်လာတာပါလို့ယတိကရှင်းပြလိုက်ပါတယ်ဘာဘလို့ကူညီမှလဲဘာလို့ကူညီခြင်းရတာလဲလို့မဏိပဒကအံ့ဩစွာနဲ့မေးလိုက်ပါတယ်မင်းရဲ့ဇနီးပြောတာမှန်တယ်မင်းရဲ့ရိုးသားမှုနဲ့နှစ်ပေါင်းများစွာကြိုးစားခဲ့လို့ငါဒီလိုပေါ်လာခဲ့တာပဲဒါကမင်းအတွက်ဆုလက်ပဲခုငါပြောတာကိုနားထောင်မနေ့ဖန်ကြရင်ဒီပုံစံအတိုင်းပဲမင်းရဲ့အိမ်တကာကိုလာခောက်လိုက်မယ်ငါခေါင်းရဲ့နောက်ကိုဒုံးနဲ့ထိလိုက်အဲ့ဒီခါငါကရွှေအိုးကြီးတစ်လုံးအဖြစ်ပြောင်းလဲသွားလိုက်မယ်မင်းရဲ့ကံကောင်းခြင်းတွေကမကြခင်မင်းစီကိုပြန်လာလိုက်မယ်ဒါပေမဲ့မင်းမှတ်ထားရမှာတခုတော့ရှိတယ်တခြားရက်သေးတွေကိုမရိုက်မိပါစေနဲ့မဟုတ်ရင်မင်းအပြစ်ပေးခံရလိုက်မယ်လို့ရသေးကပြောပြီးတော့ပျောက်ကွယ်သွားခဲ့ပါတယ်ဘလို့ထူးဆန်းတဲ့အိမ်မက်ပါလေငါပတ်စံတွေအကြောင်းတွေးရင်းနဲ့အိပ်ပျော်သွားအောင်ရတယ်လို့မဏိပဒကတွေးလိုက်ပါတယ်ကုံတဲ့ကသူ့ရဲ့အိမ်တကားဝါကိုရှောက်သွားတဲ့အခါသူ့ရဲ့အိမ်နာကနေတခြားရက်သေးတစ်ပါးရှောက်သွားတာကိုတွေးလိုက်ရပါတယ်ဒါများလားမသိဘူးရက်သေးကသူဒီလိုပုံစံတိုင်းပြန်ပေါ်လာမယ်လို့ပြောခဲ့တာပဲအိမ်မက်ပဲဖြစ်ဖြစ်မဖြစ်ဖြစ်ငါမစင်စားဘဲနဲ့ဘသူ့ကိုမှမထိရဘူးလို့မဏိပဒကတွေးတောနေလိုက်ပါတယ်မဏိပဒဟာသူ့ရဲ့ဆိုဖာပေါ်မှာထိုင်နေတော့တကားခောက်တံကိုကြားလိုက်ရတယ်။အိုးဒါဘသူများလဲကွယ်။ဟိုရသေးများလားလို့မဏိပဒကတွေးနေလိုက်ပါတယ်။မဟုတ်ပါဘူးဆရာ။ကျွန်တော်ကစပယ်ညက်တဲ့သူပါ။ခမရကစပယ်ညက်မယ်ပြောလို့ကျွန်တော်လာခဲ့တာပါလို့အပြင်ကနေပြောလိုက်ပါတယ်။အော်ဟုတ်ပါရဲ့။လာခဲ့ပါလို့မဏိပဒကပြန်ပြောလိုက်ပါတယ်။မဏိပဒကစပယ်ညက်မှုထိုင်လိုက်တဲ့အခါတကားထားခောက်တဲ့အတန်ကိုကြားလိုက်ရပါတယ်။မောင်ကြီးရေတကားရှိမှတော့ရသေးတစ်ပါးရောက်နေတယ်။နှမတော့ဘာပေးလိုက်ရမလဲလို့ခါယာဒရီကမေးလိုက်ပါတယ်။ရသေးတစ်ပါးလား။မြန်မြန်တုတ်ချောင်းယူလာခဲ့စမ်း။ငါ့ကိုမြန်မြန်ပေးစမ်း။မင်းကိုရှင်းပြနေဖို့အတွက်ငါမှအချိန်မရှိဘူး။မြန်မြန်ယူလာခဲ့ပါလို့မဏိပဒကအလင်းအမြန်ပြောလိုက်ပါတယ်။စပင်းနဲ့သမားစပင်းမရသေးခင်မှာပဲမဏိပဒဟာတုတ်ချောင်းတစ်ချောင်းကိုကင်ပြီးတော့ရသေးစီကိုပြေးသွားခဲ့ပါတယ်။ရသေးကအိမ်ထဲကိုရောက်နေပြီးသားပါ။မဏိပဒဟာဒုံနဲ့ရသေးရဲ့ဦးခေါင်းကိုထိလိုက်တဲ့အခါချက်ချင်းပဲ။အိုးဒါကဘလို့ဖြစ်သွားရတာလဲရွှေတွေအများကြီးပဲလို့သူကအန်အော်တကြီးနဲ့ပြောလိုက်ပါတယ်မောင်ကြီးရေကျမတို့တော့စင်းရဲသားတွေမဟုတ်တော့ဘူးလို့ဂါယာဒရီကဝမ်းသာအားရနဲ့ပြောလိုက်ပါတယ်ကုန်တယ်ကြီးကအယမ်းပြောသွားတာကြောင့်အိမ်ထဲမှာရှိတဲ့သပင်းညက်သမားကိုတောင်သတိမရခဲ့ပါဘူးဒါဆိုရင်ကုန်တယ်ကဒီလိုချမ်းသာသွားတာလားဒီလိုပုံစံမျိုးနဲ့ချမ်းသာတဲ့ဆိုရင်တော့ခဲကိုလုံးဝမခက်ပါလားလို့သပင်းညက်သမားကတွေးလိုက်ပါတယ်နောက်တစ်နေ့မှာတော့သပင်းညက်သမားဟာအစီအစဉ်တစ်ခုကိုဆွဲလိုက်ပါတယ်သူကရသေးတွေနေတဲ့နေရာကိုတွားပြီးတော့သူတို့ကိုအိမ်ကိုဖိတ်ခေါ်လိုက်ပါတယ်ရသေးတွေကတုံဆိုင်နေပေမဲ့လည်းသူတို့ကိုတနှောင်းမမှန်နဲ့ခေါ်နေတဲ့သပင်းညက်သမားကိုတနာပြီးတော့သူ့အိမ်ကိုလိုက်သွားကြပါတယ်ရသေးတွေကသပင်းညက်သမားနောက်ကိုလိုက်သွားပြီးအိမ်ထဲကိုရောက်တာနဲ့သပင်းညက်သမားဟာတကားတွေကိုပိတ်လိုက်ပြီးသူတို့ကိုဒုံးနဲ့ရိုင်းနဲ့ပါတော့တယ်အော်မဟုတ်ဘူးလေခမရဘာလုပ်နေတာလဲလို့ရသေးတွေကအော်ဟစ်ကြပါတယ်ပြေးဟေးပြေးသူကငါတို့ကိုတတ်လိုက်မယ်လို့ရသေးတစ်ပတ်ကအော်ပြီးတော့ပြေးပါတယ်ရသေးတစ်ပါးဟာဘလို့မှမသိလွတ်မြောက်သွားပြီးတော့တခြားရသေးတွေကိုကူညီဖို့လူတွေကိုအော်ဟစ်ပြီးတော့အကူအညီတောင်းလိုက်ပါတယ်။စပယ်ညံသမားလှုပ်ခဲ့တာကိုတီးသွားတဲ့အခါမှာတော့လူတိုင်းကဒေါသထွက်ပြီးသူ့ကိုဖမ်းဖို့လုပ်လိုက်ကြပါတယ်။ကြောက်လန့်တကြားနဲ့စပယ်ညံသမားဟာမြို့ထဲကနေထွက်ပြေးသွားပြီးဘယ်တော့မှပြန်မလာခဲ့တော့ပါဘူး။ခါယာရီကအားလုံးကိုစောင့်ကြည့်နေခဲ့ပါတယ်။ရသေးပြောတာမှန်တယ်။မိုင်မဲတဲ့သူဆိုတာအမှန်တရားတစ်ခုလုံးကိုနားမလည်ပဲလှုပ်ဆောင်နေသူပဲမိုင်မဲတဲ့စပယ်ညံသမားကထိလိုက်တာနဲ့ရွှေဖြစ်သွားတယ်ဆိုတာပဲသိတယ်ဒါပေမဲ့သူမသိဘူးသူမစင်စားပဲလှုပ်ခဲ့မိလို့ရသေးတွေကိုရိုက်မိတဲ့အတွက်အပြစ်ပေးခံရတာပဲလို့သူကတွေးလိုက်ပါတယ်မဏိပဒရနဲ့ဂါယာဒရီတို့ဟာရွှေအိုးကြီးတွေကိုရရှိပြီးတဲ့နောက်မှာတော့သူတို့ရဲ့ဘဝဟာတဖြည်းဖြည်းနဲ့ပြန်လည်ကောင်းမွန်လာခဲ့ပါတယ်